အိုနေရင်သာမသိတာတဲ့လုံနေရင်မဝါတစ်ခုလုံးဟာနေတယ်လို့ကွယ်ရေပေါင်းပင်နဲ့မပြေဦးတဖွဲလူဆိုရတယောက်စီမနေနိုင်တဲ့တဝါတွေပဲလို့ဆိုစမှရှိခဲ့တယ်အဖော်မွန်တွေနဲ့အိမ်တောင်တွေနဲ့တင်တယ်မြဲကိုမာတော့လေးတကောင်နဲ့မျက်စီလဲတွေ့တာသူတော့ရှိပါတယ်ตาရတဲ့ဘဝတစ်ခုစောက်ရံကြီးရွယ်ဒါပေမဲ့မဖြစ်ခဲ့ဘူးကွယ်တစ်ချိန်ချိန်တော့တနေရတော့တစ်စုံတစ်ခုတော့ကြောင်းနဲ့ပြတ်သွားမြဲမယုံကြည်နိုင်လောက်အောင်အခြေအနေတွေတိုက်ဆိုင်တော့ကွယ်နောက်တစ်ခါတွက်လဲမဝင်မရဲဖြစ်ရတယ်လက္ခဏာဆရာကပြောတဲ့မေရဲ့အလုံးလည်းညောင်းမှကြုံခံနေတယ်မိမနဲ့ပတ်သက်လာရင်အမြဲတမ်းမဲ့ကန်ဆုံးနေမယ်အခက်မသိရင်ချစ်ရည်အတွက်ကိုတတောင်းရရှာလိမ့်မယ်မြတ်ကချစ်သမားတဲ့